여러분 안녕하세요. 노벤바 라레 마로 드라마 아마의 사를 사자이고 퇴시로 라바레 디니 마로 여러분도 멋지미의 나온다야 니로메 데이데 재미다 지천우의 manipulated drama လေးအကြောင်းကို review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာ romance ထက် action ဇာတ်ကားတွေကိုပဲအားတန်နေတဲ့ဂျီချန်းဦးတယောက်ကတော့ဒီ drama မှာလည်း share ချက်နဲ့အတဲ့အမိုက်စားတွေနဲ့ပရိသတ်ရင်ထဲထိအောင်ဆွဲခေါ်သွားအောင်ပါဂျီချန်းဦးအပြင်အိဆိုဖွဲ့ဝင်ဒီယိုနဲ့လီကွမ်ဆူရိုကလည်းဒီဇာတ်ကားမှာပါဝင်အားဖြင့်တရုပ်ဆောင်ထားလို့ရောရောဘုံတို့ကြိုက်နှစ်သက်ကြမှာပါအပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းမှာအပိုင်းတစ်ကိုကြည့်ရှုရမှာဖြစ်ပြီးအပိုင်း12ပိုင်းထိပါဝင်ပါတယ်ဇလန်းရဲ့အစမှာတော့ရိုးသားစ조사ဖို့တခွာဒလီသမားလေးဘတ်ထေကျွန်းဟာသူ့ရဲ့ရီးစားလေးရဲ့တူရီသောညီလေးရဲ့ခင်မင်ရတဲ့တငယ်ချင်းတွေရဲ့နဲ့ပျော်ရွှင်စရာနေ့ရက်များဖြစ်ခဲ့ပါတယ်တရက်မှာတော့ကျမငင်ခဲ့ပါတယ်သူ့ဘေးမှာဖုန်းတစ်လုံးကမြည်နေတော့ကောက်ကင်လိုက်ရာကနေပြဿနာကအစပြုပါတယ်အဲ့ဒီဖုန်းကိုကောင်မလေးတယောက်ကကြကြံခဲ့တာဖြစ်လို့အဲ့ဒီဖုန်းကိုလာပို့ပေးရင်တယ်လီက1.3 သိန်းပေးမယ်ဆိုတော့စဉ်းစားမနေတော့ပဲသွားပို့ခဲ့ပါတယ်အဲ့ဒီရဲ့နောက်တစ်ရက်မှာတော့ဗတ်ထဲကျွန်းကနေရင်ထိုင်ရင်မရိမှုရဲ့လူတက်မှုရဲ့နဲ့တသက်တကျွန်းလူတက်သမားဖြစ်သွားခဲ့ပါပြီဒီနေရာမှာပြောချင်တာကဖုန်းကောက်ရတိုင်းလည်းပြောမနေပါနဲ့အောင်နော်ရောဘုံမတော်ရင်တော့ပဲဟင်းစားနေရပါအောင်မယ်ကဲဆက်ရမယ်ဆိုရင်တော့တူရီသောညီလေးကအဆုံးထိယုံကြည်ပေးခဲ့ပေမဲ့တူသီသောစော်လေးကတော့စောင့်နေရမှာစိတ်ဝင်စားဘူးတဲ့ထဲကျွန်းကိုနာကြီးမုန်းတီးသွားခဲ့ပါပြီထောင်ထဲမှာရောက်နေတော့သူ့ရဲ့ညီလေးဟာလည်းမကြခင်မှာကိုအဆုံးစီရင်သွားခဲ့တော့ဗတ်ထဲကျွန်းဟာ trauma အကြီးကြီးရခဲ့ပြီးနောက်ပိုင်းမှာတငယ်ချင်းတွေကအဲ့တွေ့ခွင့်တောင်းတာတော့မတွေ့တော့ပါဘူးထောင်ဆိုတဲ့ထုံးစံအတိုင်းကြီးနိုင်ငံညစ်ဆိုသလိုစီနီယာတွေရဲ့အနိုင်ကျင့်ရုံမှမှုတွေကိုလည်းထောင်ထဲမှာအများကြီးခံခဲ့ရသလိုမိတ်ဆွေကောင်ဦးလေးကြီးနဲ့လည်းရင်းနှီးခဲ့ရပါတယ်ဗတ်ထဲကျွန်းကိုဒီလိုအကွက်ကြကြနီးစနစ်တွေနဲ့လူတက်မှုတရက်ခံဖြစ်အောင်လုပ်ခဲ့တာကတော့လူမိုက်ခိုင်းရဲ့ခေါင်းဆောင်ဒီယိုပဲဖြစ်ပါတယ်ဒီယိုရဲ့တရုပ်ဆောင်မှုတွေကိုလည်းဒီဇာတ်ကားမှာတွေ့ရှိရမှာပါဗတ်ထဲကျွန်းဟာသူ့ရဲ့ညီလေးတေးရတာကသွေးရိုးသားရိုးမဟုတ်ဘဲနဲ့အသက်ခံရတာဖြစ်ကြောင်းကိုသိသွားတဲ့အခါမှာထောင်ဖောက်ပြေးဖို့အတွက်အစီအစဉ်တွေကိုအကောင့်ထဲပေါ်ပါတော့တယ်ဒီဇာတ်ကားမှာဆိုရင်ဒီထောင်ဖောက်ပြေးမယ်ဒီစင်းတွေကိုလည်းရင်သက်ရှူမောဝယ်ရကြည့်ရှုရအောင်ပါဒီဇာတ်ကားဟာမျက်တောင်မခတ်ကြည့်ရှုရတဲ့အထိစိတ်ဝင်စားမှုမြင့်တက်ပါတယ်ဗတ်ထဲကျွန်းတယောက်ထောင်ထဲကထွက်ပြေးပြီးနောက်မှာရောဘာတွေနဲ့ရင်ဆိုင်ရအောင်ပါလဲသူ့ကိုလူစားထိုးပြီးလူသက်တရခံဆွဆွဲလိုက်တဲ့ကိစ္စကိုဘယ်လိုတွေဖော်ထုတ်မလဲလူမိုက်ခိုင်းရဲ့ခေါင်းဆောင်ဒီယိုနဲ့ထိတ်တိုက်တွေ့ဆုံပြီးတဲ့နောက်မှာရောဘာတွေဆက်ဖြစ်မလဲဆိုတာကိုအပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းမှာရင်သက်ရှူမောစွာစောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော် review လုပ်ပေးတာဖြစ်တာမို့ဇာတ်ကားကိုအများကြီး spoiler မလုပ်တော့ဘဲနဲ့ရောရောဘုံတို့ကဒစိမ့်စိမ့်နဲ့ကြည့်ရှုခံစားရမယ်ဇာတ်ကားကောင်းတကားဖြစ်တာမလို့ကြည့်ရမယ် list ထဲမှာ manipulator ကထိတ်ဆုံးကပါပါတယ်နော် action drama ကိုမှထိထိမိမိနဲ့ episode တစ်ခုချင်းစီတိုင်းကဟာကွက်မရှိပဲရိုက်ကူးထားတာကြောင့် rating အများကြီးရရှိထားပြီးလက်တလောပရိသတ်များအကြားမှာ trend ဖြစ်နေတဲ့ထိတ်ဆုံးကရောက်နေတဲ့ drama တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရောရောဘုံတို့ကလုံးဝလက်လွတ်မခံသင့်မဲ့အခုပဲပြေးကြည့်လိုက်ပါတော့နော်။ K-drama နဲ့ပတ်သက်ပြီးအမြဲတမ်းအသစ်သောဇာတ်ကားကောင်းလေးတွေကိုညွှန်ပေးနေတဲ့ channel လေးဖြစ်တာမလို့ like and subscribe လေးပေးသွားကြဖို့လည်းမမေ့ကြပါနဲ့အောင်နော်။